မှားလုံးပါကိုမကြောက်ပါနဲ့ဘာလို့ဒီလိုပြောရတယ်ဆိုတော့လေလူတန်းကအမှားလည်းမကင်းကြဘူးတချို့သောသူတွေကလေသူတို့အမှားလုံးလည်းမကြောက်ကြဘူးဟုတ်ကဲ့ဒါ perfect ပဲဒါပေမဲ့ခုလို့ရှိရဒါအဲ့ဒီလူတွေကလေသူတို့ရဲ့အမှားအတွက်တောင်းဝင်ရေးကြဘူးတချို့သောသူတွေကလို့သူတို့ယူနေပြုံးမဲ့အရာကအမှားလုံးပြီးတော့မကြောက်ပါနဲ့နံပါတ်1ချက်နံပါတ်2ချက်အဲ့ဒီအမှားအတွက်တောင်းဝင်ယူရေးပါအမှားလုပ်တာကလွယ်ဒါပေမဲ့တောင်းဝင်ယူမှုရှိဖို့ဆိုတာကမလွယ်ရပဲကျွန်တော်ရဲ့ဘဝကလေတဖြည်းဖြည်းတိုးတက်ဖို့ကျွန်တော်တို့အမှားတွေကနေတင်ယူရတာဒါပေမဲ့တခုလို့ရှိတယ်ကျွန်တော်အမှားတွေကနေတင်ယူရတယ်ဆိုတဲ့အချိန်မှာအဲ့ဒီကိုယ့်ရဲ့အမှားအတွက်ကိုကတောင်းဝင်မယူဘူးဆိုရင်အဲ့ဒီအမှားတွေကနေတင်ယူနိုင်ရပါဖို့ရှိဘူးဒါမှမဟုတ်လည်းရှိရမို့လို့ကိုယ့်ရဲ့အခြေအနေမှာပဲပြီးကိုယ့်ရဲ့လုံလောက်ကျွန်တော်မျိုးပြီးကိုယ့်ရဲ့ personal เนาะဘယ်လိုအကြောင်းမျိုးမှာပဲပြီးကျွန်တော်ကြားရှုံးတာပဲအဆင်မပြေတာပဲရှိမယ်တချို့တို့သူတွေကเนาะကိုတိုင်တဲ့တခြားသူတွေเนาะအပြည့်ဝင်တက်ကြတယ်ပြီးတော့အဲ့လိုမျိုးတွေဖြစ်လာရင်တခြားသူတွေကိုလက်ညှိုးထိုးမှရှင်တခြားသူတွေကိုအပြည့်မတင်ဖို့မှရှင်တယ်ကျွန်တော်ကိုယ်တိုင်လည်းတခြားသူတွေကပြင်းတင်ခဲ့ပြီးလက်ညှိုးထိုးပဲကျွန်တော်ဒီနေ့ပြောရှင်တယ်တခြားသူတွေကိုလက်ညှိုးထိုးနေတခြားပြီးမတင်ပါတယ်ကြိုးရမှာကဒါကကျွန်တော်ရဲ့အမှန်ကျွန်တော်ရဲ့သုတ်ဖြတ်ချက်ဟိုမှာရေးဝန်ခိုင်းမှာ confess လုပ်လိုက်ပါတော့အတီကိုလက်ခံနိုင်မှကျွန်တော်တို့အမှားတွေထင်တာတွေသင်ခန်းစာယူပြီးတော့ရှေ့သက်တက်နိုင်မှာဖြစ်တယ်။ဒါကြောင့်မို့အမှားလုံးဝမကြောက်ပါနဲ့အဲ့ဒီအမှားတွေတာဝန်ယူရတာကိုလည်းမကြောက်ပါနဲ့။ကိုယ်တိုင်ပဲအဲ့ဒီအမှားတွေတာဝန်ယူပါ